ရဲ့သေဆုံးမှုအတွက်အဖြစ်မှန်ပေါ်ပေါက်တဲ့အခါမှာလဲဘသူကိုမှမနစ်နာပဲနဲ့အပြစ်ကျူးလွန်တဲ့သူကိုသာလေပြစ်ဒဏ်ကြခံခွင့်ဖေတော်မူပါဗျာဖျားတပြီတော်မကြီးအမျိုးသားသေဆုံးရသလိုမျိုးညတ်တာတဲ့တယောက်မှုကိုလေပြစ်ဒဏ်ကျူးလွန်သူကိုတယောက်ခွင့်ပြုတော်မူပါဗျာ ဟိုညီမဖေကရက်တာဝေးတော့ဒီလိုပဲရောက်တော့မယ်ညီမရဲ့ သမီးလေးရဲ့ဒါတော့မြင်ရတာပဲကျေးဇူးတင်လာပါပြီတားရဲ့ကျေးဇူးပါသမီးလေးကြည့်ကြအမေတေးသေးချာချာကြည့် အမေဟိုမှာအဖေကကောင်လူလေးယောက်ငါတော့တွေ့လားအမေ ဟုတ်တယ် တက်စီဒရိုက်ဘာဦးဝင်းနဲ့တည်ဆုံနေပတ်သက်ပြီးတော့ကျွန်တော်တို့တကယ်ချင်းတယောက်ကျူးလွန်ခဲ့တဲ့အဖြစ်တွေအတွက်ဒါပြောမှမှန်တာပါပဲ Fortune TV မှာထုတ်လွှင့်ပြသနေသောအစီအစဉ်များကို Fortune TV application နဲ့လည်း Dial Live ကြည့်ရှုနိုင်ပါတယ်။